ငွေပဲရှာပါရောက်ပါရအချစ်ဆိုတာမင်းတို့တွေငါတို့တွေငွေရှိလာတဲ့တနေ့သူ့အလိုလိုရောက်လာလိမ့်မယ်ကွာအတူရှိနေမှာချစ်ကြမယ်ဆိုရင်အတားကချစ်စစ်မဟုတ်အထီးတွေမှာတာရတာအချစ်စစ်ဆိုတာကအတူရှိရှိမရှိရှိသစ္စာတရားကိုတန်ဖိုးထားပြီးချစ်နေဖို့ပါပဲကိုကြီးရဲ့ဘဝမှာကြီးမားဆုံးနောင်တတစ်ခုပြောပါခင်ဗျအကိုကြီးဘဝမှာနောင်တအရဆုံးနဲ့အကြီးမားဆုံးအမှားတစ်ခုပြောမယ်ဆိုရင်အကိုကြီးကလူတိုင်းကိုကွာအကိုကြီးကိုထင်ခဲ့မိတာအကိုကြီးအမှားပါကွာသဘောကောင်းပြီးအာနာတက်တာကိုအခွင့်ကောင်းယူပြီးဒီကောင်ကတော့ငါလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်စောက်ဘိုးကြီးပါလို့ထင်တော့ခမရအသိယူမိုက်တာပဲအိတ်နေတဲ့ကြားအသားမစားဘူးထင်ခမရမှားသွားမှာပေါ့ငါသမိုင်းထဲမှာအလွယ်ဆုံးဘာသာရက်ကရုပ်မာတာပဲအခုနောက်ပိုင်းမှာမေထူးခေါ်ပြောတော့ကတန်နဲ့ဆက်ဆံရေးတွေဆိုရင်မေထူးခေါ်ပြောပဲပြန်ပြီးဆက်ဆံလိုက်တယ်လမ်းကြုံမှာနှုတ်ဆက်တတ်တဲ့ဆက်ဆံရေးမျိုးဆိုရင်လည်းလမ်းကြုံမှာပဲနှုတ်ဆက်လိုက်တယ်အရေးတီကိုတန်ဖိုးထားပေးတတ်တဲ့ဆက်ဆံရေးမျိုးဆိုရင်ကိုကလည်းထက်တူပြန်ပြီးတော့အရေးတီကိုတန်ဖိုးထားပြီးဆက်ဆံပေးတယ်အခုနောက်ပိုင်းမှာကျွန်တော်ပေါ်ပေါ်ရောက်မနေတော့ဘူးဗျလူတိုင်းကတူဟာတန်ဟာပဲကောင်းတယ်ဗျမကောင်းတာတွေလုပ်နေမှလူမုန်းများတာမဟုတ်အမှန်တရားတွေကြီးပြောနေရင်လေလူမုန်းများတယ်